တစ်တိုင်းမလဲထောင်လို့ပါတစ်တိုင်းတောင်လေးမောက်တမှာဆက်ဘာတွေလက်ထုံတုံးကိုနွားကလေးရဲ့ရွှေပြည်ကိုအဝတ်ပြူငါကျွေးမွန်တာဖိုးရရုပ်ကလေးရင်ကြီးပါညင်ကြီးရွှေလေးမောင်ရွှေအိုးစာရီဖက်တဲ့အကျိုး 90s တို့ရွာကရုပ်ကလေးများရဲ့မြမရုပ်ကလေးချစ်ဖို့ကောင်းတယ်ကလေးလူကြီးတွေအားလုံးပျော်ရွှင်ခဲ့ 90s တို့ရွာကရုပ်ကလေးများကိုအတူတူဝဲပြီးလက်ဆောင်ပေးမယ်ဘယ်တော့မှဟောင်းမသွားမယ့်ချိန်တွေရဲ့မြမတွေရဲ့ရိုးရာအမွေတစ်ခုပဲဘာတွေကောင်းစေခြင်းဇီကွက်မှလည်းမငွေရှင်ဇဲလုံးလာနဲ့ဝရိယအားလိတ်ကလေးဖို့ရှိသူကြိုးစားပန်းနာအိမ်မက်ရောက်လန်းနိုင်တစ်ကလက်အိုလေးမပန်းနိုင်ကျန်နေကိုလည်းကြိတ်လို့ဝါမစင်ကလေးဘုံဘုံရ 90s တို့ရွာကရုပ်ကလေးများရဲ့မြမရုပ်ကလေးချစ်ဖို့ကောင်းတယ်ကလေးလူကြီးတွေအားလုံးပျော်ရွှင်ခဲ့ 90s တို့ရွာကရုပ်ကလေးများကိုအတူတူဝဲပြီးလက်ဆောင်ပေးမယ်ဘယ်တော့မှဟောင်းမသွားမယ့်ချိန်တွေရဲ့မြမတွေရဲ့ရိုးရာအမွေတစ်ခုပဲချမ်းချမ်းမြတ်တာတို့ကြောင့်ကလေးမရွှေဝါချစ်ချင်းမြတ်တာတင်ကြတာသစ္စာမြတ်တာမောင်နှံပြအစာရည်စားပေါ်ပါတယ်ဖိုးကလေးမောင်ပေါ်ကျွဲနိုင်တိဆိုတာအရောက်သွားအယုတ်တွေကိုဝဲစို့လား 90s တို့ရွာကရုပ်ကလေးများရဲ့မြမရုပ်ကလေးချစ်ဖို့ကောင်းတယ်ကလေးလူကြီးတွေအားလုံးပျော်ရွှင်ခဲ့ 90s တို့ရွာကရုပ်ကလေးများကိုအတူတူဝဲပြီးလက်ဆောင်ပေးမယ်ဘယ်တော့မှဟောင်းမသွားမယ့်အချိန်တွေရဲ့မြမတွေရဲ့